ထိုင်းနိုင်ငံချွမ်ဖွန်ပြည်နယ်တွင်ဆင်းရဲနွမ်းပါး၍အလုလာလုပ်သည့်အသက်14နှစ်အရွယ်မိန်းကလေးငယ်တဦးအပါအဝင်အခြားသောအမျိုးသမီးငယ်များကိုလှည့်စားခေါ်ဆောင်ကာလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်စော်ကားခဲ့သည့်ဒူးရင်းသီးထုတ်လုပ်ရေးစက်ရုံပိုင်ရှင်မှာလက်ရှိတွင်ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်ဖြစ်စဉ်အသေးစိတ်အချက်လက်များအရဖခင်ဖြစ်သူမှာအဆုတ်ကင်ဆာမိခင်ဖြစ်သူမှာလေဖြတ်နေသဖြင့်မိသားစုကိုထောက်ပံ့ရန်6တန်းဖြင့်ကျောင်းထွက်ကာဒူးရင်းစက်ရုံတွင်အလုပ်ဝင်ခဲ့သောအသက်14နှစ်အရွယ်ကာတန်ယူသည်ဩဂုတ်လ12ရက်ပထမဆုံးအလုတ်ဆင်းသည့်နေ့တွင်စက်ရုံပိုင်ရှင်လှည့်စားခေါ်ဆောင်ခြင်းကိုခံခဲ့ရပါတယ်။ဖောက်တဲ့ထံမှဒူးရင်းသီးသွားယူမည်ဟုဆိုကာသူမအားပြစ်ကတ်ကားဖြင့်ဟိုတယ်သို့ခေါ်ဆောင်ပြီးလိမ်ပိုင်းဆိုင်ရာစော်ကားရန်ကြိုးပမ်းခဲ့ပါတယ်။ထို့သို့ကျူးလွန်ပြီးနောက်တိတ်နေရန်ဗန်900ပေးခဲ့တော်လဲမိန်းကလေးကညှင်းဆန်ကာထွက်ပြေးခဲ့ပါတယ်။နောက်ပိုင်းတွင်အသက်16နှစ်အရွယ်သူမ၏တငယ်ချင်းအပါအဝင်အခြားမိန်းကလေး10ဦးထက်မနည်းကိုလည်းအဆိုပါပိုင်ရှင်ကအလားတူသွေးဆောင်ကျူးလွန်ခဲ့ကြောင်းဖော်ထုတ်သိရှိခဲ့ရပါတယ်။ပြဿနာကိုဘတ်4500ဖြင့်ဖြေရှင်းရန်ကြိုးပမ်းခဲ့တော်လဲမိသားစုကလက်မခံဘဲအပြည့်အဝတရားစွဲဆိုထားပါတယ်။သတင်းများထွက်ပေါ်လာပြီးနောက်အဆိုပါဒူးရင်းစက်ရုံမှာပိတ်ထားလိုက်ပြီးကျူးလွန်သူစက်ရုံပိုင်ရှင်အမျိုးသားမှာထိုင်းနိုင်ငံအရှေ့ပိုင်းရှိပြည်နယ်တစ်ခုသို့ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပါတယ်။ချွမ်ဖွန်ပြည်နယ်လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနကနစ်နာသူမိသားစုအတွက်အရေးပေါ်ငွေကြေးဘတ်3000ထောက်ပံ့ပေးခဲ့ပြီးမိန်းကလေးငယ်ဆက်လက်ပညာသင်ကြားနိုင်ရန်နီးစပ်ရာစာဝီခရိုင်တင်ယူရေးစင်တာတွင်ကျောင်းအနှံရေးကိုပါကူညီညှိနှိုင်းပေးလျက်ရှိပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care ၏အသိပေးအကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်ဆင်းရဲနွမ်းပါးမှုနဲ့အလုပ်ကိုင်လိုအပ်ချက်ကိုအခွင့်ကောင်းယူပြီးအလုပ်ရှင်တချို့ကအသက်မပြည့်သေးတဲ့ကလေးငယ်တွေအပေါ်လိမ်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမျက်ထုတ်နေကြတာကိုအလွန်စိတ်မကောင်းဖွယ်တွေ့မြင်ရမှာပါ။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်။အသက်18နှစ်အောက်ကလေးငယ်များကိုအလုပ်ခွင်သို့ဆေလွတ်ခြင်းသည်အလွန်အန္တရာယ်များပါတယ်။ထိုင်းဥပဒေအရလည်းကလေးငယ်လုပ်အားခေါင်းပုံဖြတ်မှုဖြင့်အလုပ်ရှင်ရောမိဘပါအရေးယူခံရနိုင်ပါတယ်။အလုပ်ခွင်ပြင်ပသို့ပစ္စည်းသွားယူရန်ဖြစ်စေအခြားကိစ္စဖြင့်ဖြစ်စေအလုပ်ရှင်သို့မဟုတ်ကြီးကြပ်သူကမိမိအားတူးတဲလိုက်ပါရန်ခေါ်ဆောင်ပါကအထူးသတိထားပါမတင်ကားပွဲရှိပါကယုံကြည်ရသောလုပ်ဖော်ကိုင်ဘက်တဦးဦးကိုအဖို့အဖြစ်အမြဲတမ်းခေါ်ဆောင်သွားပါလုပ်ငန်းခွင်အတွင်းအလုပ်ရှင်သို့မဟုတ်လုပ်ဖော်ကိုင်ဘက်များထံမှကိုထိလက်ရောက်ကျူးလွန်မှုလိမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုတစုံတရာကြုံတွေ့ရပါကကြောက်ရွံ့နေခြင်းငွေကြေးဖြင့်ကြေးအေးဖြည့်ရှင်းခြင်းများကိုလက်မခံဘဲရဲတပ်ဖွဲ့နှင့်အလုပ်သမားကူညီရေးအဖွဲ့များထံချက်ချင်းအကူအညီတောင်းခံရန်အသိပေးအကြံပြုအပ်ပါတယ်။ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ထိုင်းရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့အရေးကိစ္စတိုင်းအတွက် Migrants Care